ဒီတစ်ခါမှာတော့ EU ရှယ်ထားတဲ့ခေါင်းစဉ်ကတော့ drama that made the actor a true popular ကိုရီးယားမင်းသားမင်းသမီးတွေကိုပို့ပြီးတော့နာမည်ကြီးစေတဲ့ drama တွေပေါ့နော်ဖြူရိုအတွက်ဆိုရင်တော့ဘယ်လောက်ထိအနဲ့အမြင်တူလဲဆိုတာကြည့်အောင်နော်ပထမဆုံးအနေနဲ့တော့ Crash Landing on You ကိုရွေးထားရပါတော့ဒီကမှာသူတို့နှစ်ယောက်ရဲ့ chemistry ကသူတို့ပို့ပြီးတော့နာမည်ကြီးစေရလို့အထင်နေပေါ့နော်ဒီကားအကြောင်းမလို့ဆိုရင်ဆိုရင်ကိုရီးယားမှာမကတခြားနိုင်ငံတွေမှာပါ National First Lap ပြန်ပြီးတော့ဖြစ်ခဲ့ပေါ့နော်သူရဲ့တိုက်တွေကိုပြန်ရခဲ့ပါနောက်တစ်ခုက Goblin ကဒီကမှာဆိုမင်းသမီးချက်မင်းသားနှစ်လက်ကပို့ပြီးတော့နာမည်ကြီးတယ်လို့ထင်တယ်ပေါ့နော်အခုချိန်ထိမင်းစာဦးလေးနဲ့တင်မင်းဦးလေးဆိုရင်သူတို့ကတော်တော်လို့နာမည်ကြီးခဲ့ပေါ့နော်အခုချိန်ထိလည်းနာမည်ကြီးတော့လို့ထင်တယ်ပေါ့နော်နောက်တစ်ခုက True Beauty ပေါ့နော်ဒီစကားကဆိုရင်ဆယ်ကျော်တဲ့ဝတ်တွန်ဖန်တွေကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့ YN စုပ်ကဆိုရင်ဒီကားကြောင့်မို့တပေါ်လေးကိုနာမည်ကြီးလာခဲ့ပေါ့နော်နောက်တစ်ခုကတော့ star app ပေါ့နော်ဒီစကားမှာဆိုရင် Kim Song Hong ပေါ့သူက second lead ပေးမဲ့ second lead role နဲ့သူဟာရေးပန်းစားလာပြီးတော့ fan poll မှာဆိုရင်လည်း main lead တွေထထောင်မှသူကဥဆောင်ခဲ့ပေါ့နော်နောက်တစ်ခုကတော့ Mon Lab ပါပေါ့နော်ဒီကမှာဆိုရင်မင်းသားလီဂျွန်ကီမင်းသမီးအိုင်ယူအပါဝင်မင်းသားတွေအကုန်လုံးကနာမည်ကြီးခဲ့တယ်လို့အထင်တယ်ပေါ့နော်အထူးသဖြင့်အိုင်ယူကသူရဲ့တရုပ်ဆောင်မှုအပိုင်းကိုတသိပြခဲ့ပြီးတော့ဒီကားကြောင့်မို့လဲတရုပ်ဆောင်လောကထဲမှာသူကိုပို့ပြီးတော့လက်ခံလာခဲ့လို့အထင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ The Glory ပေါ့နော်ဒီကမှာဆောင်းဟေကီယိုနဲ့လင်ဂျီယုံတို့ပေါ့နော်အထူးသဖြင့်လင်ဂျီယုံပေါ့နော်သူရဲ့ eBay ဆန်အကြည့်တွေနဲ့ School Bully Row ဟာအရန်နာမည်ကြီးခဲ့တယ်ပေါ့နော်နောက်ဆုံးအနေနဲ့ Lovely Runner ပေါ့နော်ဒီကားမှာဆိုရင်မင်းသားရောမင်းသမီးရောနာမည်ကြီးခဲ့ပေါ့နော်အထူးသဖြင့်ပြောင်းဆိုရင်သူရဲ့ emotional performance နဲ့ best viewer ကြောင့်မို့လို့အယောင်နာမည်ကြီးခဲ့တယ်ဒီစကားကြောင့်မို့လို့ပဲသူ့ရဲ့ fan တန်းကကိုရီးယားမှာရောနိုင်ငံတကာမှာတည်တည်တတများပြလာခဲ့ပေါ့နော်မင်းသမီးဆိုရင်လည်းပဲတော်တော်လေးကိုနာမည်ကြီးလာခဲ့ပေါ့နော်ဒီ drama ဟာ online မှာလုံးဝတိုင်များခဲ့ပေါ့နော် mainly နှစ်ယောက်လုံးအတွက် career defining moments တစ်ခုဖြစ်မယ်လို့တော့မှထင်တယ်ပေါ့နော်ယူရော agree ဖြစ်လား bye bye